လောကတစ်ခွင်လုံးတိတ်ဆိတ်ရင်တန်လျက်အရာခသိန်းအိဆန်အနာယူချိန်၌တီးသူထွက်ပေါ်လာသောညင်သာသည့်အတန်မှာတန်တမီများအတွက်အမေချစ်ချင်းမေတ္တာမှမြဖြားခံ၍စီးစင်းလာသောဖျားသခင်ထံတောင်းလျှောက်သည့်ဆုတောင်းစကားဖြစ်သည်ဝေးဖွားသည့်အချိန်မှစ၍ပင်အမေသည်ကျွန်ုပ်တို့အတွက်လုံခြုံသောအတိုက်အဝန်းကိုညီဆောင်မှပြီးသောလက်သစုံအရင်နီးဆုံးအတိုက်အမြုံအဖြစ်တည်ရှိပေးခဲ့သည်ပင်မဆင်းရဲနေခြင်းမိသူတဦးတယောက်များဂရုမစိုက်စဉ်တွင်ပင်အမေမေတ္တာသည်ပြောင်းလဲခြင်းမရှိခဲ့ထိုမွန်မြတ်လာသောမေတ္တာတော်သည်အရာခတိန်တဲ့ကြီးမြတ်သောအဖဘုရားသခင်၏တူနိုင်မဲ့မေတ္တာတော်အားသိမြင်ခံစားနိုင်ရန်ပင်လောကပြရုပ်တစ်ဖွဲတည်ရှိနေလေ၏ဝမ်းမြောက်ပျော်ရွှင်ပွဲချီခွဲဝမ်းနည်းပွဲထိုတည်ငါတစ်ခုချင်းစီတိုင်း၌ဖျက်ကျော်အောင်မြင်နိုင်ခဲ့ခြင်းမှာအမေဤကူမနေသောလက်တစုံအပြင်နှွေးထွေးလာသည့်ရင်ခွင်ဖြင့်ခွေးပွေပြီးခဲ့ခြင်းကြောင့်ဖြစ်သည်တမန်ကျမ်းစာ၌ပင်မိခင်သည်ကလေးငယ်ကိုနှစ်သိမ့်တကယ်သို့ငါသည်သင်တို့ကိုနှစ်သိမ့်မိဟု၍ဖျားသခင်သည်သူ၏မေတ္တာတော်အားမိခင်တဦး၏သားသမီးများအပေါ်ထားရှိသောချစ်ချင်းမေတ္တာဖြင့်ခိုင်းနိုင်ဖော်ပြထား၏အမေပုံမှာပြောမပြနိုင်လောက်အောင်ကျေးဇူးတင်ပါတယ်အမေကျွန်တော်အခုချိန်ထိဘဝကိုလက်မလျှော့ပဲရှောင်လန်းနိုင်လာခဲ့တာဟာအမေရဲ့ကျူးသဆိုင်နဲ့စူတောင်းလမ်းပြပေးခဲ့တဲ့အရာတွေကြောင့်ဖြစ်ပါတယ်အမေယုံကြည်ပေးပါတနေ့မှာအမေဂုဏ်ယူရတဲ့သားတစ်ယောက်ဖြစ်အောင်ဒါအများကြီးကြိုးစားတော့မှာပါအမေဖျားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာရမယ်ဆိုတဲ့အမေရဲ့ဆုံးမစကားအတိုင်းဒါလှုပ်ဆောင်နေတဲ့အရာတစ်ခုချင်းစီမှာဘုရားသခင်ကိုအားကိုးပြီးဦးစားပေးတတ်ဖို့အမြဲတည်နေပါတယ်အမေကသားတို့အတွက်တော့တကယ်မျက်စုမုံပါပဲဒီမျက်စုမုံပေးသနာတဲ့ဘုရားသခင်ကိုယိုသေးလေးမြတ်ခြင်းအစဉ်ရှိပါမယ်အမေများအားလုံးပေါ်၌ဘုရားသခင်ထံမှာငြိမ်သက်ဝမ်းမြောက်ပျော်ရွှင်ခြင်းအစဉ်ရှိပါစေလို့သားတို့ဆုတောင်းပေးလိုက်ပါတယ်အမေအယမ်းချစ်တယ်